လက်ရှိကျွန်တော်ဗကန်ရောက်နေတော့မှဒီဖျားမှရှိတဲ့ကလေးတွေနဲ့ကျွန်တော်နဲ့ဒါစကားပြောထားတဲ့ file လေးတွေကျွန်တော်ရိုက်လာတယ်ပေါ့နော်ပြီးရင်ဒီဖျားမှရှိတဲ့ကလေးတွေရမှာဖြတ်တန်းတဲ့ပုံစံလေးတွေသူတို့တွေကဘယ်လိုမျိုးလေးရှိတယ်ဘယ်လိုမျိုးလေးဖြစ်ချင်တယ်ဆိုတာလေးတွေပေါ့ကျွန်တော်မိထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကြည့်ပြကြပါဦးနာမည်ဘယ်လိုခေါ်တော့နာမည်ရှာမြင့်မို့ပြောလိုက်တာစာရီကဘယ်ရတယ်လဲစာရီကဘယ်ရတယ်လဲအမေအဖေတင်မိတာဟုတ်လားဩအမေက3နှစ်ခနဲ့တင်မိတာအင်္ဂလိပ်လိုပြောလားအင်္ဂလိပ်က3နှစ်ဗမာလိုလည်း3နှစ်ပဲနှစ်မျိုးလို့3နှစ်နဲ့တင်တာကျောင်းကဘယ်မှာတက်လဲကျောင်းမြင်းကပါဘယ်နဲ့တန်းလဲတန်းဩအကုန်မှတ်မိရနော်ဒီမှာနေတိုင်းလားဒီမှာနေတိုင်းရှိတာရှိဟုတ်လားဩမနက်ဖြန်ညတော့ပြီးတော့အလံမဟုတ်ဘူးဩတက်လိုက်စီတက်လိုက်စီလူကကလေးတွေများလို့အဲ့ဒါကြောင့်လူရနေအောင်မဟုတ်ဘူးကြိုးစားနော်ဆရာမိုက်ပြောင်းကြိုးစားနော်ကြိုးစားနော်ကြည့်လိုက်ရင်လေကြားလားညံကောင်းတဲ့သူဆရာဝန်ဖြစ်လာနိုင်တယ်ဟုတ်တယ်နော်စာတင်ကြိုးစားနော်ဘုံဘူးအများကြီးအောင်ကြိုးစားဘိုးဘိုးတွေအများကြီးရပြီလားရပြီလားဟမ်အခုအများကြီးရပြီလေဘိုးဘိုးကြည့်မလားကြော်ကြည့်အကျော်ဝဲကြည့်လေအကျော်ဝဲကြည့်လေရတယ်တော့ဒီမှာသူ哇，15ရက်လောက်တက်မဟုတ်ဘူးတပတ်ကိုနေတိုင်းတက်ရနေတိုင်းမတက်ရဘူးတရက်ပိတ်ဟုတ်ဘူးအခုနေတိုင်းတက်ရမဟုတ်တရက်ပိတ်တာမဟုတ်လိုက်ပဲလေမပိတ်ကိုမပိတ်တရက်လိုက်ပြီးတော့တရက်နောက်ထပ်ဖွင့်တယ်မပိတ်အဲ့ဆိုကျောင်းတက်ရင်ဖျားလာလို့မရဘူးဟမ်လာလို့ရတယ်တမီးဆော့လိုက်ပြီးတော့အမေ3တနားလောက်တော့သွားကျောင်းကိုတနားကြီးသွားကျောင်းကဘယ်နားကြီး3နားရှင်အဲ့ပြင်ဖျားပြန်လာဩအဲ့ဆိုဖျားမှာနေတိုင်းရှိရပေါ့ကျောင်းလည်းနေတိုင်းသွားနေတိုင်းသွားစာနေတိုင်းသွားတယ်လိုက်ပြီးတော့ဖျားမှာနေတိုင်းရှိရစာရီရောကြက်လားကြက်တယ်အဲ့ဆိုရင်ဒါကြီးလာလို့ရှိရင်ဘာဖြစ်ချင်အမေအဖေလောက်ခကြပါအမေအဖေလောက်ခကြမဟုတ်ဘူးလေသူများတွေလို့ဆရာမဖြစ်ချင်တာပေါ့ကလေးတွေစားတင်ချင်တာပေါ့အဲ့ဆိုရင်အခုရစားများများလို့မရမှာနော်ခုရစားများများလို့ဒီမှာလေတမိုင်းချောင်းရှင်းပြပညာဒရန်တန်နဲ့နှစ်တန်းရောက်ပြီခုဆိုရင်ဒီမှာလေဖျားသမိုင်းချောင်းရှင်းပြစားလေများများကြက်နော်အသက်ကြီးလာလို့ရှိရင်စားပြန်တင်ပေးဟုတ်ပြီလားဟုတ်ရညဘယ်လိုက်ဆိုအင်ဂျင်တော့ညအဲ့ဒါရလာစီအဲ့ဒါလာအဲ့ဒါပြန်သွားစမ်းလို့ပြန်သွားအဲ့ဒါမရှိမပြန်အဲ့ဒါရှိဆိုမပြန်သေးဘူးမေးချင်လို့ငိုနေအခုဒီတန်းဆိုတော့မင်းဟွာပါလေကြီးလာလို့ရှိရင်ဘာတွေလုပ်ချင်ဘာတွေဖြစ်ချင်ကြီးလာအသက်တွေကြီးလာလို့ရှိရင်ဒါကြီးလာရေးလို့ရှိရေးလို့ချင်တာကောင်းပါလေဘာလို့ရေးလို့ချင်တာရေးလို့ပြီးတော့အိမ်မှာရေးလို့ဘယ်လိုအိမ်မှာလဲလူဆိုလိုက်ပါမှာရေးလို့အိမ်မနေရဘူးဘယ်ရေးကအိမ်နေတယ်မြင်ဘူးလားအိတ်တယ်ရေးကုမ္ပဏီမှာလုပ်လို့ချင်အဲ့ဒါကြီးလာရင်နိုင်ငံခြားသွားလို့နိုင်ငံခြားတကားလေးကြွတဲ့ပြီဘလို့သွားလို့မလဲနိုင်ငံခြားတကားအခုအဲ့ဒါမင်းသင်လေးဒီမှာသင်ပြီးတဲ့သူတွေရှိရင်တက်ပေါ့နိုင်ငံခြားရဟယ်လိုဖိုတိုဆိုဓပုံရေးဆက်တယ်ဓပုံရေးတဲ့တာဓပုံမရိုက်ကြအင်္ဂလိပ်လိုပြောရအောင်လို့အဲ့ဒါမှဒီက foreigner လာလို့ရှိရင်အဲ့ဖေးရင်ကတော့အင်္ဂလိပ်လိုပြောရတယ်နိုင်ငံခြားသားလိုပြောတယ်ဒီမှာပကံကကောဘက်ကလူကြီးတွေကတင်တန်းပြီးလို့ရှိရင်သွားတက်ပြီးရင်ကိုကဒီချာလို့အဲ့ဒါဆိုရင်မင်းအင်္ဂလိပ်စာကျွမ်းသွားလိမ့်မယ်ဒါဝါ speaking လိုက်တယ် speaking အခုဘာပြောတယ်ပြီ speaking လားspeaking ရတော့speaking ကမနေ့ဖန်တော့မှကြောက်တဲ့ဒီမနေ့ဖန်တော့မှတက်တာ speaking အဲ့ဆိုရင်နောက်5-6လောက်နေငါပြန်လာခဲ့မင်းအဲ့ကကြဘယ်လောက်ကျွမ်းပြီဆိုတာ
စာတာ စမ်းမယ် တာမတက်ဘူး မရဘူးစမ်းမယ်နော် တာမတက် နာမည်ဘယ်သူရဲ့နာမည်ဘယ်သူရဲ့ ဖုံးမရှင် ဟမ် ဖုံးကြည့်ရှင် ဒီဖုန်းပြရှင်ကဒီမှာမှတ်တတ်တင်ထားတယ်ဒီကောင်ရှိလားလို့ပြီးမှာအဲ့ကကြာမင်းအင်္ဂလိပ်လိုမေးမှာမင်းသေချာလောက်ထား ဟိုတပတ်ခါကြရင် မဟုတ်ဘူးနောက်ထပ်ဟိုတကြံကြရင် ချင်းကြရင် လေးလာလို့လေးတယ် တကြင်ရောက်ဖို့လေးလာလူတွေညီမလေး အေးအဲ့တော့မှသေချာလောက်တာ ဒါကြောင့် 28ပိတ်တာ ဟုတ် ဟိုဟာတက်တော်ပဲမတက်တယ် ပြီးတော့ ဟမ်ကျောင်းတက်တော့ ကျောင်းတက်တာညီမကမှတက်ဘက်ကညီမကရှိ ပိတ်ရဆိုရင်ဒီလာပေါ့ ပြည့်စင်ဒီရ ဟိုဟာဘယ်နှစ်တန်းလဲ တကြင် တန်း ဟုတ် ဩတမဲကြီးမှပြောရတာ တပန်ကြည့်တော့ပြီ တမဲကြီးမရောက်သေးဘူးသွားအောင်ပါ အဲ့မှာ ခီလိုမင်းလို့ ထီးလို့မင်းလို့ရောက်ခဲ့ပြီဒါပေမဲ့မတွေ့ခဲ့ဘူးတပ်ပုံရိုက်ပြီးတယ် ဒီ ခီလိုမင်းလို့မရှိဘူးလေဟိုဆက်လက်နေမှာဆက်လက်နေမှာ အဲ့လည်းမရောက်သေးဘူးသွားအောင်ပါ အဲ့ဆိုဒီဘက်တက်တယ်ပဲသွားဘယ်မှမဟုတ်ရဟက်ဘက်တက်တယ်ပဲသွားအခဏမကြည့်ဒီဘက်ဒီကကတော့ပဲဒီဘက်တက်တယ်ပဲသွားအဲ့ဒီဘက်မှာဖះတစုကဂုံးတက်ကြီးရှိအဲ့ဂုံးတက်မဟုတ်ဘူးအဲ့မှာဂုံးတက်ကြီးရှိဖះတစုကအဲ့ဖះနဲ့မဒီဂုံးတက်တော့ဂုံးတက်ကြီးပဲရှိအဲ့ဖះမဟုတ်ဘူးရှေ့ဆက်သွားနည်းနည်းလေးအဲ့ဒီဘက်ချမ်းလေးမှာရှိတယ်ဒီဘက်ချဲမှာဆွေးနေနေမှာ ဟိုဟာ အဲ့ဒါရင်တော့ခိုင်းလိုက်တော့နှစ်ခေါက်ရလဲ အခုမိုးဘယ်လောက်ရပြီ ဘာပတ်ဆက်တဲ့အာယူရည်တယ် ဟာ 9000တဲ့တည်းရ ဟာအများကြီးပေါ့ငါပြန်ပြီးလိုက်ပါလား အဲ့9000တဲ့ဒီနာကောက် ကောက်တည်ရလဲကောက်နာပေါ့ကောက်တည်တော့ပိုက်ဆံနေအင်းကြတော့ဘာလို့ပြီကိုယ့်ကိုမဟုတ်ဝစား မစ်ပြီးရ မိပြီ ဘယ်ပတ်ဆက်တဲ့အဲ့ဒါ ဟုတ် မနဖန်ကြဖေးအောင်မရတော့ဒီဘက်ခါကြရရမှာအဲ့လိုတဲနာတဲရောင်တဲတရေနာတဲရောင်အဲ့လို အဲ့လိုလောက်ရလား အဲ့လေခွေတာဖေးမှာအလိတ်ရှိ အဲ့ဒီကလူကြီးတွေ ဟိုကောင်းလို့လဲဟိုအိမ်မနာနေ ဒီကလူကြီးတွေခွဲထားတာပေါ့ လူကြီးရလဲခွေတာချီသမား စာရုပ်လိုက်နိုင်လား ဆိုင်လက်နေနေတော့ညီမစားကျွမ်းတယ်တင်ချစားလဲကျွမ်းတယ်ဟွာ မြန်မာသားတော့ကျွမ်းမှာပေါ့မင်းကမြန်မာကိုအင်္ဂလိပ်စာကျွမ်းရမှာအင်္ဂလိပ်စာကျွမ်းအောင်လို့ အင်္ဂလိပ်စာဒါဘူးမကျွမ်းဘူး အင်္ဂလိပ်စာကျွမ်းအောင်လို့ဘယ်နဲ့ ဒီစာနည်းနည်းကိုကျွမ်းတယ်အင်္ဂလိပ်စာဘူးမကျွမ်းတာ အင်္ဂလိပ်စာ ညီ ကျွမ်း မ အောင် စားပိုးပြီးကျွမ်းတယ်ညီမနိုင်ငံဦးဒီကရ အေးလေမြန်မာနိုင်ငံဆိုတော့မြန်မာသားကျွမ်းမှာပေါ့ ပြီးတော့စတော့ရတယ် ဟောဒါပဲ တော့တာမှာသမီးစား သူအင်္ဂလိပ်လိုပြောပြပါလားပြောပြအင်္ဂလိပ်လို နိုင်ဒီပြရလာခတ်တယ်မိတာဤဝကရဲ့ဘကူဝအမုဘုဒ္ဓရဲ့ရှိကျတော်ရဲ့ဘကူဝ ပြီးတော့ ဘယ်လိုကြရည်လဲဘယ်လိုကြရည် တိုးတယ်ထပ်ပြော ပြီးတာရဲ့အဲ့ ဟာတိုးလေးဖေးရတော့ကြော်ရှိပဲကိုအင်္ဂလိပ်လိုကြတိုးလေးပါမရောက်ထပ်ပြောပြ ဒီရာကြည့်ပြရလာဒီပတာရဲ့ဗုဒ္ဓအမုဘုဒ္ဓဤရာချီပါရဲ့ဗုဒ္ဓဤရာချီပါရဲ့ ဒီတော့ပေါ့နော်ကျွန်တော်တို့ဒါဒီပကံကဖျားကကလေးတွေမှာလေဒါသူတို့ဘဝနဲ့သူတို့ဖြတ်တန်းနေကြတယ်ဒါဖြတ်တန်းတဲ့ဘဝတွေမတူတဲ့ခါမှာလေသူတို့ရဲ့ခံယူချက်တွေသူတို့ရဲ့အတွေးတွေသူတို့ရဲ့ mindset တွေကလည်းကွဲကုန်နေပေါ့နော်ဒီများသောအားဖြင့်ဒီပကံမှာလာတဲ့ခီးတွေတော်တော်များများကကလေးတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာတော့တွေ့ပါတယ်ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ပြူငါဆက်ဆံတယ်ပြီးရင်ဒီဓာတ်ပုံရိုက်ခိုင်းတာပဲဖြစ်ဖြစ်တမိုင်းချောင်းရှင်းပြခိုင်းတာပဲဖြစ်ဖြစ်မဟုတ်ဘူးပြီးတဲ့အခါမှာလည်းပဲဒါသူတို့ကိုကြည်ကြည်ပြူနဲ့ပေါ်ပေါ်ရွေးနဲ့ပြီးတယ်ပေါ့နော်ဒါတွေကဟိုကောင်းပါတယ်ကျွန်တော်အမြင်ဆိုရင်တော့ဟိုကောင်းတဲ့ impact ပေါ့နော်တချို့လူတွေကြတော့ဒီကလေးကြီးအလို့ရှုပ်တယ်အနာမကန်နဲ့ဆိုပြီးကမှလက်ခါပြီးတော့ပေါ့နော်ဘေးထုတ်တာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကတော့ဒါမလို့ရင်တော့ပိုကောင်းတာပေါ့နော်ပြီးရင်ကျွန်တော်ဒီ video file record လုပ်တော့ကဆိုရင်လေသူတို့နဲ့သူတို့အမေကြီးပါရှိတယ်ပေါ့နော်ဒါဒီလိုမျိုး record လုပ်မယ်ကျွန်တော်ပြီးရင်တင်မယ်ဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်တချို့တွေကြတော့လေဒါဒီကလေးတွေနဲ့ပတ်သက်တဲ့ video file ကိုတင်တဲ့အခါမှာဒီ video file ကြီးကအမြဲတမ်းလဲ line ပေါ်မှာရှိချင်ရှိနေမယ်ဒါမှမဟုတ်ရင်ပြစ်ချင်ပြတ်သွားမယ်ပေါ့နော်မပြောတတ်ဘူးဒီတချို့လူတွေစိုးရိမ်တာကကြဘယ်လိုလဲဆိုတော့ကျွန်တော်မှမဟုတ်ဘူးဒီမှာရှိတဲ့ခီးသွားတွေအကုန်လုံးကကလေးတွေကိုဓာတ်ပုံရိုက်တယ်ဗီဒီယိုရိုက်တယ်ပြီးရင် line ပေါ်တင်ကြတယ်အဲ့တော့အဲ့ကလေးတွေကြီးလာတဲ့အချိန်ကြရင်
ဒါသူတို့ဗီဒီယိုဖိုင်တွေသူတို့ရဲ့မှာပုံစံတွေကိုကြည့်ပြီးခါကြမှာစိတ်အားငယ်မိမာတွေရှက်တာတွေကြောက်တာတွေအဓိကတော့ရှက်တာပေါ့နော်ရှက်တဲ့ပုံစံမျိုးတွေဖြစ်မှာကြောက်ကြတယ်ပေါ့နော်တကယ်တော့သူတို့တွေအသက်ကြီးလာတဲ့အချိန်ကျရင်ဒါဒီကလေးတွေကယုံကြည်မှုရှိရှိနဲ့ငါတို့အလောက်ကတမန်တမန်ကြတယ်ငါတို့အလောက်ကဒါဟိုဘယ်လိုပြောအကောင်းတာလောက်တာမဟုတ်ဘူးဗျာပတ်စံလည်းတောင်းစားတာမဟုတ်ဘူးသူတို့ထိုက်တဲ့လောက်အားကပြီးပြီးကကြမှာမိုးဘွေးရတယ်အဲ့ဒါကြောင့်မလို့ငါတို့ဒါကငါတို့ဒီအလောက်ကတမန်တမန်နဲ့ကောင်းကောင်းမွန်မွန်နဲ့တိတ်ခါရှိရှိလုပ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ပြီးရင်ဒီအလောက်ကတကယ်ပဲကုသိုလ်လေးရဝမ်းလဲဝဆိုတဲ့အလုပ်ပုံစံမျိုးဖြစ်အောင်ဒါခီးသွားတဲ့သူတွေပဲဖြစ်ဖြစ်ပြီးရင်သူတို့ရဲ့မှာပတ်ဝန်းကျင်မှာရှိနေတဲ့သူတို့အဖေအမေတွေသူတို့ရဲ့မှာဆရာဆရာမတွေသူတို့အိမ်တွေရဲ့သူတို့ရွာတွေရဲ့နေခံကလူတွေကလည်းသူတို့ကို mindset ထည့်ပေးထားရမယ်ပေါ့နော်ဒါ motivation ပေးထားရမယ်ဒီအလုပ်ကမကောင်းတာလုပ်တာမဟုတ်ဘူးဒါကိုယ့်အတွက်လည်းကောင်းတယ်ဒါတမိုင်းချောင်းရှင်းပြပြီးတော့တမိုင်းချောင်းကိုနားလည်သွားတဲ့သူတွေအတွက်လည်းကောင်းတယ်အဲ့တော့ဒီအလုပ်ကကိုနောက်တစ်ချိန်ကို live ကိုဖြတ်တန်းတဲ့အချိန်ကြာရင်အသက်တွေကြီးလာတဲ့အခါကြာရင်လည်းကိုဒီလိုလုပ်ခဲ့တယ်ဆိုတာကိုရရင်ဝန်းဝန်းနဲ့ပြောနိုင်တဲ့ပုံစံမျိုးဖြစ်အောင်သက်ဆိုင်ရာလူတွေပေါ့နော်ခုနကကျွန်တော်ပြောသလိုပဲခီးသွားတဲ့သူတွေဖြစ်ဖြစ်သူတို့ရဲ့မိသားစုဝင်တွေဖြစ်ဖြစ်သူတို့ရဲ့မှဒီကျောင်းဆရာဆရာမတွေဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလူတွေကနေပြီးခါကျမှသူတို့ mindset တွေတင်ငင်မသွားအောင်သူတို့တွေအမြဲတမ်းကိုယ့်ကိုယ်ယုံကြည်မှုရှိနေအောင်ပြုမှုဆက်ဆံမှုလိုအပ်တယ်ပေါ့နော်ပြုမှုဆက်ဆံမှုလိုအပ်တယ်လို့မျိုးဒီသူတို့ကို motivation ပေးဖို့လည်းလိုအပ်တယ်ဒါမှသာလျှင်သူတို့နောက်တစ်ချိန်အသက်တွေကြီးလာတဲ့အခါကျရင်သူတို့တွေကဒီလိုမျိုးလုပ်ခဲ့တယ်ဒီလိုမျိုးတွေလုပ်ပြီးတော့နေခဲ့တယ်ဆိုတာကိုဒါမရှက်မကြောက်ဖဲနဲ့ယုံကြည်ကြည်နဲ့ပြောနိုင်တဲ့လူမျိုးဖြစ်အောင်ဒါသက်ဆိုင်ရာလူတွေကနေပြီးကြကြမှာပြုမှုဆက်ဆံပြောဆိုဖို့ mindset ထဲသွင်းဖို့ပေါ့နော်လိုအပ်တယ်